အားလုံးပဲမင်္ဂလာပါပေါ့နော်အမဒီportable EV charger နဲ့မိတ်ဆက်ပေးချင်ပါတယ်နော်ဒီ EV charger ကိုဘယ်လိုအသုံးပြုလို့ရလဲဆိုရင်ပေါ့နော်သူကဖုန်းနဲ့ချိတ်ပြီးတော့လဲပေါ့နော်သုံးပြုလို့ရတယ်6A ကနေပြီးတော့ပေါ့နော်ဒီလိုမျိုး 6A ကနေပြီးတော့32 ampere ထိကိုသုံးပြုလို့ရပါတယ်ဘယ်လိုအသုံးပြုလို့ရလဲဆိုရင်6 ampere နေပြီးတော့32 ampere ထိပေါ့နော်ကိုလိုသလိုအသုံးပြုလို့ရပါတယ်ရှင်နော်ပြီးသွားလို့ရှိရင်တော့ဒီ conference ကို32ထိပေါ့နော်ပြီးသွားလို့ရှိရင် conference ကိုနှိပ်လိုက်လို့ရှိရင်ဒီမှာပေါ့နော်32Aဒီမှာပေါ့နော်ကိုလိုချင်တဲ့အနေထားဒီမှာပေါ်တာပေါ့နော်အဲ့လိုမဟုတ်နောက်တစ်ခုကပေါ့နော်ဒီလောက်နောက်တစ်ခုကပေါ့နော်ground ကြိုးမပါလဲပေါ့နော်အသုံးပြုလို့ရပါတယ်နော်ဒီမှာပေါ့နော်ဘယ်လိုသုံးရလဲground ကြိုးပါနောက်တစ်ခုကပေါ့နော် ground ကြိုးပါလဲအသုံးပြုလို့ရတယ်မပါလဲအသုံးပြုလို့ရတာပေါ့နော်ဒီမှာပေါ့GPT အတွင်းကောင်းအမျိုးအစားပေါ့နော်ဒီမှာနော်ဒီမှာပါမြင်ရလားမသိဈေးနှုန်းอ่ะပေါ့နော်ကိုသိန်းမှာရန်ကုန်မြို့တွင်ဆိုရင်အရန်ငွေချေပို့ပေးပါတယ်เนาะရန်ကုန်ချက်ချလေးကိုစမ်းသက်ချင်တယ်ကြည့်ချင်တယ်ဆိုရင်လည်းရန်ကုန်အိမ်မှာလာရောက်ပြီးတော့ကြိုက်တယ်ဆိုမှဝယ်ယူအားပေးနိုင်ပါတယ်ရှင်เนาะမှာယူခြင်းနဲ့ဆိုရင်လည်းTikTok CP ဒါမှမဟုတ်ပေးထားတဲ့ဘာဖုန်းကနေပြီးတော့လည်းဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ရှင်